တီတီဘက်မှာ live စလွှင့်ခြင်းတဲ့သူများအတွက်ဒီတစ်ချက်မသိထားတွေ့ live လုံးဝကိုသွားပြီးမလွှင့်သေးပါနဲ့ TikTok ရဲ့ live လွှင့်တဲ့အခါမှာအရင်ဆုံးသိထားရမယ့်အရာက TikTok ရဲ့ AI စီမင်းစည်းကမ်းချက်ပဲဖြစ်တယ်။သူ့ရဲ့စီမင်းစည်းကမ်းချက်တွေမသိထားဘူးဆိုရင် live တွေ ban ခံစေတတ်တယ်။ကိုယ့်ရဲ့ follower တွေကိုယ့်ရဲ့ account တွေပြတ်သွားတတ်တယ်။တချို့ထင်တာကတီတီဘက်မှာ live လွှင့်ရင်တော့ go live နဲ့ရင်သွားလို့ရပြီ။တကယ်လို့ follower နဲ့ရင်တော့ကိစ္စမရှိဘူး။ follower များရင်တော့အထူးကိုသတိထားပေးရမယ်။ကိုက live လွှင့်တဲ့အခါမှာတီတီဘက်မှာသူ့ရဲ့စီမင်းစည်းကမ်းချက်တွေအများကြီးရှိတယ်။ TikTok shop ရဲ့စီမင်းစည်းကမ်းချက်နဲ့ရိုး live ရဲ့စီမင်းစည်းကမ်းချက်လည်းမတူကြဘူး။သူတို့ဖြစ်ဒီအုပ်စု၃မျိုးသတိထားပေးရမယ်။ဖြစ်ဆက်စာရောင်းတဲ့သူ skin care ရောင်းတဲ့သူ service ပေးတဲ့သူဆိုတာတချို့ကလက်သေးပညာပေးတဲ့သူတင်နန်းပေးတဲ့သူတွေပြောလို့မရတဲ့စကားလုံးတွေအများကြီးရှိတယ်။ကဲလို့ဒီစီမင်းစည်းကမ်းချက်တွေရှောင်ရမယ့်အရာတွေကိုမသိထားဘဲနဲ့ live ထွက်သွားမယ်ဆိုရင် live ban ခံထိတဲ့ရာဂိုင်နှုန်းတွေအများများတယ်ပြီးတော့ live လွှင့်တဲ့အခါမှာလည်းကြီးသူများပြီးတော့ဝယ်သူဖြစ်သွားဖို့ဘလို့အယောင်ပိတ်လောက်ရမှာလဲ TikTok ဘက်မှာ user တွေလည်းသူတို့ကြိုက်တဲ့ live ပုံစံမျိုးကိုလည်းကိုနားလည်ပေးရမယ် TT ဘက်မှာ live စလွှင့်ခြင်းတဲ့သူတွေသူ့ရဲ့စီမင်းစည်းကမ်းချက်တွေလည်းကြိုသိထားခြင်းနဲ့ပြီးတော့ TT ကြိုက်တဲ့ content မျိုးတွေလည်း live ထဲမှာဘလို့မျိုးနဲ့ရောင်းရမှာလဲ TT ကြိုက်တဲ့ live ပုံစံမျိုးရောဘလို့ပုံစံလေးနဲ့လွှင့်ပြီးရောင်းရမှာလဲဒီ class ထဲမှာချဲ့တင်ထားပေးမယ်ဒီလာမဲ့30ရက်နေ့မှာစုံကြမယ်ဒီ Zoom class ကို free နဲ့ join ချင်တဲ့သူများအတွက်က live to raise စာအုပ်တအုပ်ကိုဝယ်ရုံနဲ့တင်ဒီ Zoom ကို free နဲ့ join ခွင့်ရပြီတချို့ကလည်း live လွှင့်တတ်နေပြီ live to raise စာအုပ်မဝယ်ချင်တော့ဘူးဒါပေမဲ့ join ချင်တယ်ဘယ်လိုလုပ်ရမလဲ4000နဲ့9000သွင်းရုံနဲ့တင်ဒီ Zoom class ထဲမှာလာပြီးစုံလို့ရပြီเนาะမနောက်ကြခင်မှာခြေတို့လာစုံကြမယ်ကျေးဇူးတင်ပါတယ် Coach Kitty ပါ